နေကုန်ပြုတ်သွားပြီဘာဖြစ်လာဘူးကောဟိုစပိတ်ဖိချခံနေရဘူးအော်ရအဲ့ဒါအမှန်ပဲလေလက်ကန်လေးကနေမတ်တရရှက်လက်ကမတ်တရအဲ့လက်ကလက်ကရပူလို့လက်ကရစပိတ်လေဘယ်အောင်ကြီးဟိုစတော့ကောင်းနေတယ်ခုမှလက်ကရကလေးစီစပိတ်ပြုတ်သွားဘူးနဲ့တိုက်တာပါဟာဘူးဘာလို့ခွာလာမလွတ်လို့မင်းကခွာလေဟိုဘာဖြစ်တာလဲဒါတော့မဆွေးလာဟုတ်နေဟုတ်နေမလို့ဘူးဆိုတော့ခွာလေချင်းတင်းဟုတ်သွားချင်းတင်းအများကြီးပဲအောက်ကတခါတက်လာပေါ်ပေးတယ်ချင်းတင်းနေတယ်တော့တယ်လို့လားနေတော့တော့တက်နေတာပြင်လာတက်တော့နေနေချိုးမှာဒါကတော့နေကလေးကြီးကလေးကိုလာလက်ကရရပြီလားကျွန်တော်စပယ်ရဒီအလေကသူဟိုဒီဟတ်ချောင်းလက်ပါတော့ရှင်းတော့တိုးလို့ရဒါပေမဲ့ညီလေးမကြည့်နဲ့ဝိပြောင်းမယ်ဟာရီယာဒီလားဒီအောက်ကဘားနဲ့ဒီကကရိုင်းနဲ့စိတ်မလွတ်ဘူးဘားနဲ့ကရိုင်းနဲ့စိတ်မလွတ်နော်ဘားနဲ့ကရိုင်းနဲ့စိတ်မလွတ်ရှေ့ရီမှာဗာလဲတပ်ပိနေပေါက်တာလဲโอเคမတာတော့ဖြစ်ဟေးသူမန်းလေးမှာပွဲရှိတယ်ပွဲရှိတော့တချင်းလေးနဲ့စပိတ်လေးနဲ့တွားကြမယ်အေးတော့မတော့ကိုတီနောက်ကနောက်ဘေးကလေနဲ့ရော့နေဆိုကိုတီဘောလုံးစုကိုဆွဲပုတ်တယ်အကောင်ကြီးလည်းကောင်းသေးပါဘူးလေခလေးစီစပိတ်လေးရှေ့ရရုပ်ကကလေးဟုတ်တယ်စပိတ်ကိုဘာလို့နောက်ပြန်နေတာတော့ဘာလို့နောက်ပြန်နေအဲ့လေစပိတ်မစီးတာဘူးသူကစပိတ်စီးတယ်ဟာစပိတ်ကလည်းပြန်ပြောတာပဲဟာဝမ်းတော်ပြီတော့တော့အသေးလေးပြောတော့စပိတ်ကဲမကူလည်းညီလာ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 ရှင်းမစက်တော့ဘူးလားသူတို့အဲ့ဒီဟာကိုရပြီတဲ့ကိုအစားလေးအာသဘူးလေးကအဲ့ရစမှာလေလာရပါပြီရပါပြီကိုကြီးဟေးသူရသွားပြီစပိတ်ကိုရှေ့ကိုရွှေ့မယ်နော်အေးโอเคသူရှေ့ကိုရွှေ့မယ်နော်ဟုတ်ပြီအမားတို့ကတော့မေးပြီးတော့တကြိုးစက်ရပြီအောင်သဘူးလေးကလာဒီတော့ကြောင်ရလာအောင်သဘူးလေးကိုချီလာအောင်သဘူးကလက်ကိုကြည့်ပါလားThat's what I like.